Praida low there, Baro, Lima, Mature, Namino, Pueza, same at Tamada. So young Homa, Koya attention, Koya Kujo Siwa Drago, Praida, Lopia, Louis. Also, you are not here on now. Unless you said you used to him, Baku eating Yago, which I don't know what. Near the social media on a Tajivilo Mea. A Tajida on a yellow corner of Mea Anani. Hold one Lula by him. Lula Midrella. Yaujazura, Yaujalo, Tidi Jajan and Mamma Gang and Pioare. Neolang Apiama Pio, Mipio Wama Solo. Nara Joe is a Gapiome, Jovi Popiata. အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တခိုးကိုအလူငွေသွားလူလို့ဆိုပြီးလှိုင်တာယာကိုကြီးနဲ့အင်းစိမ့်စိုးကြီးတို့ထိတ်တိုက်တွေ့ကြတဲ့ပွဲကြီးကိုတင်ဆက်ပေးလိုက်ပြီးမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဟိုပါလူကြရဲဆိုတဲ့မြန်မာနိုင်ငံတော်ကြီးမှာအခုမင်းတို့လူဖို့တရားငါတွေ့ပြီမင်းတို့ဘယ်သူလူရမလဲဆိုတာငါအခုမင်းတို့ချပြမယ်မင်းတို့လူရမယ်လူအမှန်ကန်မင်းတို့ကြီးစုစောင်းရှောက်မယ်လူမင်းတို့တွေးပြီးမင်းတို့တွေးခြင်းမှာတွေးမယ်တရင်ကတာမဟုတ်ရင်မင်းတို့မတွေးနိုင်ဘူးတချို့ကြောက်လဲတာမဟုတ်ရင်မလူဘူးစောက်ရန်ဟော့မှကိုယ့်ရဲ့ attention ကိုယ့်ရဲ့ကိုကျိုးစည်းဝါးအတွက်ကို pride လုပ်ပြရလူတွေလည်းရှိတချို့ဆိုလူတွေပြောရနော်ထိတော့နာမထိတော့မနာနဲ့ AC ဇီတာကြီးငါတို့နဲ့ AC ပဲကိုယ့်ကိုအဲ့ထဲမှာဝင်သွားပြီဆိုတော့နာလိုက်တော့အဲ့လူတွေအတွက်ဘယ်လိုနေရာမျိုးမှလူရမလဲဆိုတာကိုအဘ gaming call မောင်နန္ဒကူကိုလေးမောင်နန္ဒလို့လည်းခေါ်တဲ့လူကမင်းတို့အကြံပေးတော့မယ်မင်းတို့ဘယ်နေရာလူအောင်မအောင်သိလားအဲ့တခိုးကိုလူအောင်မဟုတ်ဘူးမင်းတို့အဲ့ကလေးလေးပွေပြီးတခိုးကိုလူခဲ့တယ်မင်းတို့ထားတော့ကွာမင်းတို့ပတ်စံလည်းမဟုတ်ဘူးပြည်သူလူတွေကလူတယ်ဟိုလူပဲလူတွေမင်းတို့ဂျားတဲ့ပွဲစားမင်းတို့ပရိုက်တာပွဲစားလို့ခေါ်တယ်ငါမင်းတို့အခုချိန်ကြီးပြောလိုက်မယ်နော်ဒဲပြောလိုက်မယ်နော်ပရိုက်တာတွေလုံးတယ်တို့ဘာတို့မင်းတို့ line ပေါ်မှာမင်းတို့မကြွယ်နဲ့ငါမင်းတို့ပွဲစားအစ်စ်မဲ့တတ်မှတ်တာဘာတဲ့ပြန်ပြောမယ်ပွဲစားအစ်စ်လူတွေအများကြီးရှိရနေအလူခံနေပြီးသွားလို့ရှိရင်ဒီ line ပေါ်မှာဟောဖြစ်နေတဲ့လူနော်ဘာဖြစ်နေတဲ့လူညာဖြစ်နေတဲ့လူကိုမင်းတို့ပြန်လူမယ်အဲ့ဒါမင်းတို့ပွဲစားအစ်စ်ပဲရှိတယ်မင်းတို့အိတ်ထဲကနေမင်းတို့တစ်ချက်ထုတ်လူတယ်ဆိုရင်ငါမင်းတို့တာတို့ခေါ်မယ်မင်းတို့အိတ်ထဲ100ထုတ်လူရင်ငါတာတို့ခေါ်မယ်1000ထုတ်တာတို့ခေါ်မယ်ကွာ1000ထုတ်တာတို့ခေါ်မယ်ကွာညာတို့ခေါ်မယ်ကွာညာတို့နတ်ပြည်အထက်3ထက်ကနေ4ထက်5ထက်6ထက်9ထက်10ထက်9ထက်10ထက်အစ100ဒီမင်းတို့ငါတာတို့ခေါ်ပြီမယ်မင်းတို့ငါကပြောလိုက်တယ်မင်းတို့ငါပွဲစားအစ်စ်မဲ့တတ်မှတ်တယ်โอเคလားကောင်းကြီးတို့ထားလိုက်တော့မင်းတို့ရဲ့နဲ့မင်းတို့ဇက်နဲ့ကိုက်နေငါပြောစရာမလိုတော့မင်းတို့လူတွေလည်းဒီလူမှလူရမယ်မင်းတို့ကလည်းရွှေဆွဲကြိုးကြီးဆွဲမယ်ဘာကိုကြီးတွေညာကိုကြီးမင်းတို့လုံးမကြရတော့ကွာမင်းတို့ကြတဲ့ကောင်လူမပြောတော့ဘူးဒါပေမဲ့မင်းတို့ကနီးလန်းလေးအမှန်ပေးလိုက်မယ်တခိုးတရိုးကန်းရင်ဒီလိုတမားတွေမေအဲ့တခိုးတွေကသိလားနော်မင်းတို့အိမ်ပေါ်တက်ပြီးတော့မင်းတို့ကြည့်ချက်လို့မင်းတို့လှူရင်တန်းရင်မင်းတို့ attention ရတဲ့ထင်မနေနဲ့နော်မင်းတို့လုပ်ရတဲ့ကိစ္စအများသူငါအတွက်ကောင်းလားဆိုစဉ်းစားဟဲ့အောင်မင်းတို့ဟာလေကွာယောက်ျားကြီးတွေတမ်းမဲနဲ့ယောက်ျားကြီးတွေတမ်းမဲနဲ့မိမလို့မိမတော်တော်စောက်ရှက်မရှိတဲ့ကောင်တွေပဲကွာဟမ်မင်းကတော်တော်စောက်ရှက်မရှိတဲ့ကောင်တွေအသက်ကြီးပြီးတော့မင်းကဟမ်ဟဲ့အောင်အသက်ကြီးတဲ့ကောင်ကဟဲ့အောင်လို့ခေါ်ရတော့မင်းကငါအားနာနေပြီဟမ်မင်းမရှက်ဘူးလားစောက်ရှက်မရှိဘူးလားဟမ်ဘာတွေဟိုနေပြနေရလဲတောကများနေဟမ်ဟာတဲ့တခိုးကိုသွားလူတယ်ဗျာလူရမင်းတွေ့လို့လားယောက်ျားဆိုယောက်ျားစကားပြောရတယ်ကွာယောက်ျားဆိုတာယောက်ျားလို့တိတိကျကျနဲ့မှန်မှန်ကန်ကန်ပြောရတယ်သူများရှောင်တိုင်းလိုက်မရှောင်ပါဘူးစောက်ယူရဲ့ဟမ်မင်းအသက်ရွယ်နေငါစောက်ယူလို့ပြောတာတော့မရှက်ဖို့ကောင်းနေပြီဟမ်ငါဘယ်သူမှပြန်မပြောဘူးနော်မင်းတို့လည်းငါပြန်မပြောဘူးမင်းတို့လည်းငါပြန်မပြောဘူးမင်းပျော်သွားမှဆိုလို့မင်းတို့ကပြန်ပြောစီခြင်းလို့ရှောက်ပေါက်ပန်းလေးတွေရှောက်ပြောမဟုတ်တာဟုတ်ကားတွေရှောက်ပြောပြီးမင်းကရှောက်တင်နေတာမင်းတို့ငါပြန်မပြောဘူးမင်းပျော်သွားမှဆိုလို့မင်းဘာအတန်းရှင်းလာမလို့ချင်းအတန်းရှင်းတွေတိုးလာမလို့ချင်းနဲ့မင်းတို့ငါပေးမှာမဟုတ်ဘူးရှင်းလားဟာအေးချမ်းပဲနေခြင်းလို့ဘယ်တူပြောစကားမှခေါင်းနဲ့တိတ်မထဲတာဟမ်မင်းကိုယ်အသက်ရွယ်ကြီးနဲ့ကိုစောက်ရှက်မရှိဘူးလားဟမ်အဲ့မန်းအောင်မှရှိသေးတယ်မန်းအောင်မှအာသီးရောင်တဲ့ကောင်လေးတွေရှိသေးတယ်အာသီးရောင်တဲ့ကောင်တွေရှိသေးတယ်ပြောချင်ငါနဲ့မျက်နှာချင်းဆိုင်ပြီးလာပြောမပြောဘူးဆိုရင်မင်းတို့ line ပေါ်မှာပြောမှာမဟုတ်ဘူးမင်းတို့ကြုံရင်စကားပြောမယ်
နော်အာဒီရောက်တဲ့ကောင်တွေအကုန်လုံးကြုံရင်စကားပြောမယ်နော်ယောက်ျားဆိုဟဲ့မင်းဒါဘာလုပ်တာလဲအေးဟုတ်တယ်ငါဒါလုပ်တာကွာမင်းဒီကတော့ဒဲလာမေးရတယ်ဒဲလာမေးရတယ်ငါတို့ကယောက်ျားတွေမင်းယောက်ျားကြီးကြမယ်နဲ့ကွာစောက်ရှက်မရှိဘူးဒီအသက်ရွယ်လဲရောက်နေပြီဟမ်မင်းအသက်ဆိုပဲ40ကျော်50ဖြစ်နေမင်းစောက်ရှက်မရှိဘူးလားဟာကွာတကယ်စိတ်ပြတ်ဖို့ကောင်းတယ်ကွာမင်းပါစက်ထမိန်ပတ်ထားပါရှောက်ဆဲနေသူများဟိုဆဲလိုက်ဒီဆဲလိုက်နေပေါက်ပန်း40တွေရှောက်ပြောရှောက်ဆဲနေယောက်ျားကြီးကြမယ်နဲ့ကွာဟိုလူရှောက်ဆဲဒီလူရှောက်ဆဲလိုင်းပေါ်ကနေပြီးတော့လာလေငါမျက်နှာချင်းဆိုင်ပြီးမင်းလာဆဲကြည့်ပါလားဟမ်လာဆဲကြည့်ပါလားဟဲ့ငါဘသူ့အမှပြန်ဟာဟိုကောင်ကပြောတယ်ဒီကောင်ပြန်ပြောဒီကောင်ပြောငါတို့ပြောမယ်ဆိုမလုံနဲ့ငါအေးချမ်းလေးလीဩငါလုံပေးနိုင်တာလေးငါလုံပေးမယ်ငါဘွားငါအေးချမ်းလေးပဲနေမယ်ပြောတယ်ဒီဘွားပဲဘောတော့ငါဝါသနာပါတယ်လေးလုံမယ်အဲ့ဒါကြောင့်မင်းတို့ပြန်မပြောတာစောက်ယူရဲ့ပြောမနေနဲ့တော့စိုးနေနော်ဒုက္ခပဲကွာယောက်ျားကြီးတမ်းနဲ့ကွာယောက်ျားဆိုတာစကားတစ်လုံးပြောရင်လေယောက်ျားစကားပြောရယောက်ျားစကားဆိုတာမှန်ကန်တိတိကျကျနဲ့ပြက်သားပြောရတယ်ဟာဒီကောင်လေးတခိုးသွားလှူတယ်ဒီပါမြင်လို့လားမင်းမြင်လို့လားဟမ်မင်းမြင်လားမင်းတွေ့လို့လားဟမ်တကယ်ပုတ်ပန်း40စောက်အစင်တမ်းမရှိတဲ့ယောက်ျားတမ်းနဲ့ကွာမိမလို့မိမရပါစကြီးထမိန်ပတ်ထားမှာမင်းတို့ကနော်အသက်လည်းကြီးနေပြီကွာကိုယ်အသက်လည်းကိုကြီးအောင်စောက်ရှက်မရှိဘူးလကားနေဆဲနေဗီဒီယိုတစ်ပုတ်မှာဆဲတဲ့ဟာကိုတဝက်လောက်ပါနေတယ်ဘာလို့ဖို့လဲမရှက်ဘူးလားဟမ်မရှက်ဘူးလားတကယ်စိတ်လှိုင်သာယာမြို့နယ်မှာတခိုးလို့ဆွဆွဲခံရတဲ့တာမီ2ဦးကိုဘဝတသက်တာလောက်ကင်စားနိုင်ဖို့လူဒန်းမဲ့သူအချို့ပေါ်ပေါက်လာလှိုင်သာယာမြို့နယ်မှာတခိုးလို့ဆွဆွဲခံရတဲ့တာမီ2ဦးကိုဘဝတသက်တာကောင်းရောင်းကောင်းဝယ်လောက်ကင်စားနိုင်ဖို့လူဒန်းမဲ့သူအချို့ပေါ်ပေါက်လာတယ်လို့သိရပါတယ်။အဲ့ဒီတာမီ2ဦးကိုတခိုးလို့ဆွဆွဲပြီးပြောဆိုရိုက်နှက်ကနေပူတဲကတက်တိုင်မှာကျိုးချီထားတဲ့ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာပြန်နှက်လာပြီးနောက်ကလေးပေါ်ဂယုဏတက်ကနောက်မခိုးစားပဲကောင်းရောင်းကောင်းဝယ်လောက်စားနိုင်ဖို့လူဒန်းမဲ့သူအချို့ပေါ်လာတာပဲဖြစ်ပါတယ်။လက်ရှိမှာအမှုပညာနယ်ပယ်ကအမှုပညာသမားအချို့နဲ့အဆက်အသွယ်ရရှိထားပြီလို့သိရဖြစ်ကစုပေါင်းလူဒန်းမဲ့သူတွေလည်းရှိလာပြီဖြစ်တယ်လို့ရန်ကုန်နေသူတဦးစီကနေစုံစမ်းသိရှိရပါတယ်။အခုတော့အမှုပညာရှင်တချို့နဲ့အဆက်အသွယ်ရပြီပြောတယ်တဲ့စုပေါင်းလူမဲ့သူတွေလည်းရှိတယ်တဲ့လှိုင်းသာယာကိုကြီးစီလည်းဆက်သွယ်နေကြတယ်လို့ဆိုပါတယ်။လက်တလုံးမှာရိုက်တဲ့ဆိုင်ရှင်နဲ့ကျိုးတုပ်သူလိုင်းပေါ်ရိုက်တင်သူအကုန်လုံးကိုတာဝန်ရှိသူတွေစစ်ဆေးဖို့ခေါ်ဆောင်သွားပြီဖြစ်တယ်လို့သိရပါတယ်။ပြတ်ဖို့ကောင်းတယ်ကွာအဲ့အောက်မှာလိုက်ရောင်တဲ့ကောင်ရှိသေးတယ်အမီးဆွဲပြီးလိုက်ရောင်တဲ့ကောင်ရှိသေးတယ်သူများဟောင်းအောင်လိုက်ပြီးအီလောက်ပြီးအမီးလိုက်ဆွဲတဲ့ကောင်လည်းနေရာတိတယ်နော်သားလေးစကားပြောမယ်နော်စကားပြောမယ်အဲ့ကြမှာနော်ဟာမင်းကိုပြောတာမဟုတ်ဘူးအကိုကိုပြောတာမဟုတ်ညီလေးကိုပြောတာမဟုတ်မလုံးနဲ့နော်မလုံးနဲ့အဲ့ကြမှာငါတော့တက်နိုင်တော့ငါအေးဆေးပဲနေချင်တာပျော်ပဲနေချင်တာငါလှူမယ်တန်းမယ်ကိုတက်နိုင်တဲ့ကကူညီပေးမယ်ဒါပဲအာချောင်းနေဆိုတာအာချောင်းတိုင်းမကောင်းဘူးနော်အာသီးရောင်နေဆိုတာမိန်းမတွေပဲကောင်းတယ်နော်အာသီးရောင်တိုင်းမကောင်းဘူးမှန်ကန်အာသီးရောင်တော့တော်သေးတာပေါ့ကွာငါပေါက်ပန်း40တွေကွာဘာတွေမှလည်းမသိဘူးပြောတာတစ်မျိုးငါဆဲတယ်ရှောက်ချက်ခန့်နေတာပဲဟမ်ဆဲတယ်ရှောက်ချက်ခန့်တယ်ဘာတွေဆဲဘလို့ဘာတွေဆဲလို့ဆဲမှလည်းမသိဘူးချောက်ချမ်းမလားငါနေတဲ့နေသိတယ်လေပြောချင်လားရှာပြောလေငါတော့ကြုံရင်ပြောမှာနော်ငါတော့ကြုံရင်စကားပြောမယ်ကြိုပြီးပြောပြထားတာငါတော့ကြုံရင်စကားပြောမယ်ဟုတ်ပြီနော်ငါတော့ကြုံရင်စကားပြောမယ်ငါအေးချမ်းနေတယ်ဆိုတာနေလို့ရတဲ့အတိုင်းအတာထိငါနေမှာနေလို့ရတဲ့အတိုင်းအတာထိကိုငါအေးချမ်းနဲ့ငါဘယ်သူ့ကိုကူညီရမလဲဘယ်သူ့ကိုငါပံ့ပိုးရမလဲဘယ်သူ့ကိုငါဖေးမရမလဲဆိုတာကိုငါနေလို့ရတဲ့အချိန်ထိနေမှာနော်နေလို့မရအောင်လှုပ်လိုက်မနေဘူးရှင်းလားယောက်ျားမဟုတ်လားယောက်ျားစကားပဲပြောဘာစောက်ရှက်မရှိဟုတ်တယ်နော်မရှက်တတ်တာလားဘလို့လဲမသိဘူးငါစဉ်းစားလို့တော့မရအောင်အဲ့ကောငါ့ကိုပြောတဲ့လူတွေအများကြီးရှိတယ်ငါတောင်းပြန်မပြောဘူးအခုလည်းမင်းနာမည်ကိုငါထည့်ပြောလို့ရနော်မင်းပျော်သွားမှာဆိုလို့ငါနာမည်ထည့်ပြောရငါအတန်းရှင်းရအတန်းအရှိလည်းမရအောင်တူလည်းမရအောင်မင်း
ရှင်းလားရရှည်လည်းမရဘူးတိုလည်းမရဘူးရှင်းလားရှင်းလား ကဲပဲနော် တချို့ຢာတွေအာဒီရောင်ကျင်တိုင်းရောင်လို့မရဘူးအနေရရမ်းများတယ်ဘာလို့မှာဟမ်မင်းဒါလေးတင်မှာဒါလေးစားရတယ်ဆိုရင်လေဒီမြဟာလေးပြောကွာနော်မှန်တာလေးပြော